season ကုန်မှာ run push မဲ့ glory တက်မယ်ဆိုတဲ့ညီကိုတို့အတွက် bro ဆောင်ကအကျန်းဆုံး meta hero 9ကောင်မင်္ဂလာပါပရိသတ်ကြီးတွေဒီနေ့မှာတော့ကျွန်တော်က season ကုန်ကန်ဒီ run တင်လို့အကောင်းဆုံးဖြစ်မဲ့ meta hero 9ကောင်ကိုရွေးချယ်ပေးထားပါလိဘယ် hero တွေပါနေလဲဆိုတာကြည့်လိုက်ကြရအောင်ပါပထမဆုံးကတော့ season 9လို့မှာ meta ဝင်နေတဲ့ fighter hero Martis ပါMartis ဆိုတဲ့ hero ကအားလုံးသိကြတဲ့အတိုင်းပဲ crowd control immune damage စုံစုံလင်းလင်းပါဝင်နေ fighter တစ်ကောင်ဖြစ်ပြီးတော့ experience လိမ့်မှာပဲကစားjungle တွေပဲဝင်အဆင်ပြေမဲ့ hero ဖြစ်ပါလိ Sky Pia စာနဲ့ ultimate combo နဲ့ Angela ကထပ်ပေါင်းလိုက်လို့ရှိရင် Martis တစ်ကောင်ကစားပြီးပါထောက်ပြပါလိမ့်မယ်ဘယ် counter hero လာဘယ် meta ပဲရောက်ဂိမ်းဆန်ကောင်းကောင်းသာရှိရင် Martis ကိုထိန်းလို့မရနိုင်ဘူးဆိုတာအားလုံးလည်းသိပြီးသားပါဒါကြောင့်မလို့ season အကုန် run မှာ meta hero တွေမရလိုက်ရင် Martis ကိုသာမျက်လုံးစုံမှိတ်ပြီးတော့ဂိုင်တက်ရင်ဂိုင်လိုက်လို့ရပါလိဒုတိယမြောက်ရွေးချယ်ထားတဲ့တကောင်ကတော့ Nolan ပါNolan ကတော့ဟိုနေ့ကပြောပြခဲ့တဲ့ official update patch မှာတွေမှာစကီကူရောင်းတွေ short ပြီးထားတာအားလုံးသိပြီးသားဖြစ်မှာပါ Nolan ရဲ့ special ability တွေဖြစ်တဲ့ movement ကောင်းကောင်းပြလို့ရတာနဲ့ damage အကိတ်ကြီးတွေက enemy ရဲ့ကျမ်းမာတွေဆိုတဲ့ mass man တွေ mage တွေကိုမျက်စိတစ်မိတ်အတွင်းမှာကီးပြလို့ရနေပါလိNolan ကိုထိန်းနိုင်မှုဆိုရင် mass man တွေ mage တွေအတွက်မဖြစ်နိုင်တဲ့လောက်လည်းခက်ခဲပါလိjungle ထဲမှာဆိုရင်လည်းပဲ jungling speed အတော်လေးမြန်တဲ့ assassin တစ်ကောင်ဖြစ်တာမို့လို့ enemy jungler နဲ့ရှင်ရင်အမြဲတမ်းတာနေမဲ့ hero တစ်ကောင်လည်းဖြစ်ပါလိဒါကြောင့်မလို့ jungle ထဲမှာ enemy ထက်တာနေဖို့ဆိုရင် Nolan ကိုလက်ဦးအောင်ပစ်ထားလိုက်ပါတတိယတစ်ကောင်အနေနဲ့ကတော့ mid lane အတွက် Valentina ကိုရွေးထားပါလိအပြောင်းလဲမျက်နှာချင်းအတူတူတော့မှ H လေးထက် Valentina ကညီကိုတို့ကို run တက်အောင်လို့ကူညီပေးနိုင်ပါသေးတယ် Valentina ရဲ့ ultimate နဲ့ enemy 9ကောင်ရဲ့ ultimate တွေအထက်က damage အောက်ဖို့အများဆုံး ultimate ကိုရွေးကူးပြီးတော့ enemy ကိုပြန်ပြီးတော့ကြိတ်လို့ရတဲ့အပြင်ကမှ Valentina ရဲ့ skill 1 skill 2 combo ကလေးပဲ blink နဲ့ damage ဆိုတော့ enemy mage နဲ့ရှင်ရင်အများကြီး performance ပြလို့ရသလိုကိုလာကမ်းမဲ့ enemy ရဲ့ go hero တွေလက်ထဲကလည်းလွတ်အောင်ရှောင်ပြလို့ရပါလိဒါကြောင့်မလို့ mid lane ကင်ပြီးတော့ run တင်မယ်ဆိုရင် Valentina ကိုအရင်ဆုံးသတိရလိုက်ပါလေးကောင်မြောက်ရွေးထားတာကတော့ goal lane အတွက်အခုမှတောင်မှအတော်လေးစိတ်ကန်စာပေးလို့ရနေတဲ့ mass man တစ်ကောင်ကိုရွေးပေးထားပါလိဒီ hero ကတော့ Asia ပါ Asia ရဲ့Skill 1နဲ့ Skill 2ကို damage မထွက်ဘူးလို့မြင်နိုင်ပေမဲ့တကယ်တမ်း item စုံတဲ့အခါကျရင်ကြောကုတ်အောင်ရိုက်ပြပါလိမ့်မယ်။ early game မှာအဆင်မပြေဘူးဆိုပေမဲ့ ultimate နဲ့ position ကောင်းကောင်းရှာပြီးတော့သုံးနိုင်မယ်ဆိုရင် enemy team တစ်ခုလုံးကို wipe out ပါချပစ်လို့ရပါလိမ့်။ဒါရီမကသေးပဲနဲ့သူ့ရဲ့ရှီလျားလုံးနဲ့ကျယ်လုံးနဲ့ ultimate ကြီးကလည်းပဲ objective battery မှာ crowd control ကောင်းကောင်းကြီးလုပ်လို့ရပြီးလိုချင်တဲ့ objective ကိုရအောင်လူယူလို့ကောင်းတဲ့ hero တစ်ကောင်လည်းဖြစ်ပါလိမ့်။ဒါကြောင့်မလို့ run တင်မယ် goal lane သွားမယ်ဆိုရင်တော့ Asia ကိုမိထားလို့မရပါဘူး။ဒီနေ့ပြောပြမယ့် run တင်ဖို့အကောင်းဆုံး meta hero 9ကောင်တွေကနောက်ဆုံးတစ်ကောင်ကတော့ Romin လဲကိုင်းခြင်းနဲ့ damage လဲထွက်ခြင်းနဲ့ဆိုတဲ့ညီကိုတို့အတွက် Roma hero Edith ကိုရွေးချယ်ပေးထားပါလိ Edith ကတော့ Ron လို့လဲကောင်းတယ်လို့မျိုး damage output လဲအတော်လေးပြီးနိုင်မဲ့တစ်ပေါင်နေသော damage man hybrid hero တစ်ကောင်ပါ team အတွက် battle တွေမှာရှေ့ကနေစပဲတောင်းပြီးလို့ရတယ်လို့ back line တွေကနေပြီးတော့လဲ damage time ပြီးလို့ရမယ့် hero ဖြစ်ပါလိ solo လဲ run push ခြင်းနဲ့လိမ့်မချင်း system ကြောင့် roaming ကြီးကြလာရင်ဘာကန်ရမှန်းမသိဘူးဖြစ်နေမယ်ဆိုရင်တော့ ED ကိုသာကင်တဲ့ရင်ကင်လိုက်ပါ Jerry ကျွေးမသွားဖို့အတွက်တော့အတော်လေးအာမခံချက်ရှိပါလိကဲဒီနေ့ run push ဖို့အတွက်အကြံပေးတဲ့အစီအစဉ်ကတော့ဒီလောက်ပါပဲနောက်နေ့မှာဗီဒီယိုသစ်တွေနဲ့တူပြန်လာခဲ့ပါဦးမယ်ဗျအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ